အားလုံးပဲမင်္ဂလာပါဗရထမော YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Shane Paris ရဲ့ Clear Thinking ဆိုတဲ့စာအုပ်အနှစ်ချုပ်ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်စာအုပ်အနှစ်ချုပ်ကိုမပြောခင်မှာစာရေးသူ Shane Paris ရဲ့အကြောင်းကိုအရင်မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Shane Paris ဟာကမ္ဘာတဝန်းကထိပ်သီးလုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံသူတွေနဲ့ခေါင်းဆောင်တွေကြားမှာဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာဆရာတစုလို့လူသိများကြပါတယ် Shane Paris ဟာနာမည်ကျော်Fernand Street website ကိုတည်ထောင်သူဖြစ်ပြီး The Knowledge Project ဆိုတဲ့ကမ္ဘာကျော် podcast ကိုတင်ဆက်နေသူလည်းဖြစ်ပါတယ်။သူဟာရခိုင်ကကနေဒါနိုင်ငံရဲ့ထောင်လန်းရေးအင်ဂျင်စီတစ်ခုမှာဆယ်စုနှစ်တစ်ခုကျော်ကြာအဆင့်မြင့်အရာရှိတူဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Shane ဟာထောင်လန်းရေးအဖွဲ့အစည်းတစ်ခုမှာအလုပ်လုပ်နေစဉ်ငါတို့တွေဘာကြောင့်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိနေကြရတာလဲဆိုတဲ့အဖြစ်ကိုရှာချင်နေခဲ့တဲ့သူပါ။သူ့ရဲ့နောက်ဆုံးတွက်စာအုပ်ဖြစ်တဲ့ Clear Thinking မှာသူကအဓိကအချက်တစ်ခုကိုထောက်ပြထားပါတယ်။အဲ့ဒါကတော့လူတွေဟာစိတ်လှုပ်ရှားနေတဲ့အချိန်ဒေါသထွက်နေတဲ့အချိန်ဒါမှမဟုတ်ပတ်ဝန်းကျင်ရဲ့ဖိအားပေးမှုကိုခံရတဲ့အချိန်မှာအမှားဆုံးဖြတ်ချက်တွေကိုချမိတတ်ကြပါတယ်ဆိုတာပါပဲ။သူကဒီလိုအခြေအနေတွေကိုဘယ်လိုကျော်လွှားပြီးတာမန်လူတစ်ယောက်ကနေထူးချွန်တဲ့ဆုံးဖြတ်ချက်ချနိုင်သူအဖြစ်အောင်ပြောင်းလဲရမလဲဆိုတာကိုလမ်းညွှန်ပေးသူဖြစ်ပါတယ်။ Shane Paris ဟာကျမတို့ရဲ့အုံနောက်ကို upgrade လုပ်ပေးမယ် software တစ်ခုလိုပါပဲ။ Clear Thinking ဆိုတာကတော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေကြလေးရှိတဲ့လမ်းစုံလမ်းကွာအခိုက်အတန့်တွေကိုဘယ်လိုအကောင်းဆုံးကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကိုလမ်းညွှန်ပေးတဲ့စာအုပ်ပဲဖြစ်ပါတယ်။ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့အဆင့်၄ဆင့်ပါဝင်တဲ့မူပေါင်းတစ်ခုကိုအသုံးပြုပြီးဘဝအတွက်တကယ်အရေးကြီးတဲ့အရာတွေကို view site တက်အောင်သင်ကြားပေးထားတာပဲဖြစ်ပါတယ်။စာရေးသူရဲ့အကြိုက်ဆုံးစကားတစ်ခွန်းကတော့အခြားလူတွေထက်ပိုတာခြင်းသူတို့ထက်ပိုတော်နေဖို့မလိုပါဘူးသူတို့ထက်ပိုကောင်းတဲ့အနေအထားမှာရှိနေဖို့ပဲလိုတာပါအနေအထားကောင်းတဲ့လူတွေအတွက်အချိန်ဆိုတာမိတ်ဆွေဖြစ်ပြီးအနေအထားညံ့တဲ့လူတွေအတွက်ကတော့အချိန်ဟာရန်သူပါပဲသင်ခန်းစာ1ကျမတို့ရဲ့အတွေးခေါ်ကိုဖျက်ဆီးတတ်တဲ့ပင်ကိုအကျင့်၄မျိုးကျမတို့ဟာအရေးကြီးတဲ့အချိန်တွေမှာစင်ကျင်တုံတရားနဲ့မစင်စားမိပဲအလိုလိုပါသွားတတ်တဲ့အမှား၄ခုရှိပါတယ် emotion default စိတ်ခံစားမှုအမှားအချက်လက်နဲ့ယုတ်တိထက်စိတ်တူတာဝမ်းနေတာစတဲ့ခံစားချက်တွေအတိုင်းတုတ်ပြန်မိတာ ego default အတ္တအမှားကိုယ့်ရဲ့ဂုဏ်သိက္ခာကိုထိပါလာတယ်လို့ခံစားရတဲ့အခါကိုမှန်ကြောင်းပဲဆိုညင်းတတ်တာ social default လူမှုပတ်ဝန်းကျင်အမှားလူအများကဘာကိုပုံမှန်လို့သတ်မှတ်ထားတာလဲဘယ်လိုလုပ်တာကရင်ကျေးရာကြမလဲဆိုတာကိုပဲကြည့်ပြီးဆုံးဖြတ်တာ inertia defaultအပြောင်းလဲကိုညှင်းဆန်တဲ့အမှာအပြောင်းလဲတစ်တွေအချက်လက်တစ်တွေကိုလက်မခံမင်းအကျဉ်းဟောင်းအတိုင်းပဲဆက်သွားနေတာသင်ခန်းစာ2ပိုကောင်းတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်တဲ့စွမ်းရည်၄မျိုးဒီအကျဉ်းစိုးတွေကိုကျော်လွှားပြီးခေါင်းအေးနဲ့စဉ်းစားနိုင်မှုကျမတို့မှာဒီအရေးချင်းတွေရရှိရပါမယ်ကိုတာဝန်ယူမှုအမားတွေအတွက်စင်ကြီးမပေးဘဲတာဝန်ယူတာပြဿနာရှာတာထက်အဖြေကိုရှာဖို့အာရုံစိုက်တာကိုသိရှိမှုကိုဘာတော်လဲဘာအားနည်းလဲဆိုတာကိုအရှိကိုအရှိတိုင်းသိတာကိုထိန်းချုပ်မှုစိတ်ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါအဲ့ဒီခံစားချက်အတိုင်းချက်ချင်းမတုံ့ပြန်မိအောင်ထိန်းချုပ်နိုင်နေစွမ်းရည်ကိုယုံကြည်မှုနှိမ်ချမှုရှိပြီးကိုမှန်ဖို့ထက်ဘယ်ရာမှမှန်တရားလဲဆိုတာကိုအာရုံစိုက်တာသင်ခန်းစာ3အမားတွေကိုသင်ခန်းစာယူဖို့အဆင့်၄ဆင့်လူတိုင်းအမားလုပ်တတ်ပါတယ်ဒါပေမဲ့အဲ့ဒီအမားကနေတိုးတက်လာဖို့ကပိုရေးကြီးပါတယ်တာဝန်ခံမှာအမားမှာကိုယ့်ရဲ့ပါဝင်ပတ်သက်မှုကိုအတိအမှတ်ပြုပါသင်ခန်းစာယူပါဘာကြောင့်ဒီအမားဖြစ်သွားလဲဆိုတာကိုပြန်လည်သုံးသပ်ပါပိုကောင်းအောင်လုပ်ဖို့ကတိပြုပါနောက်တစ်ကြိမ်မမားအောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုအစီအစဉ်ဆွဲပါပျက်စီးမှုကိုပြင်ဆင်ပါအမားကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုတတ်နိုင်သလောက်ပြန်ပြင်ပါဒီနှစ်ချုပ်ကနေတဆင့်အသင်ဟာပိုပြီးကြည်လင်ပြတ်သားတဲ့အတွေ့အခေါ်တွေနဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီ Clear Thinking စာအုပ်နှစ်ချုပ်ဗီဒီယိုလေးကမိတ်ဆွေတွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လုပ်ပြီး comment လေးပေးပြီးအားပေးခဲ့ပါစာအုပ်နှစ်ချုပ်ဗီဒီယိုတွေနဲ့ကိုယ်ပိုင်တိုးတက်ရေးဗီဒီယိုကောင်းတွေကိုမပြတ်တမ်းကြည့်ရှုနားဆင်နိုင်ဖို့ subscribe လုပ်ပြီး notification နေရာမှာ all ကိုနှိပ်ထားဖို့မမေ့နဲ့နော်